သတင်းကြုတ်ကာလမှာမိဘနှစ်ပါးကို300ကတော့လိုက်တဲ့ဆယ်လီဖြူဖြူထွေးကတော့သူမရဲ့ပောက်ကက်ရလုပ်ရက်တွေကြောင့်မကြာခဏဆိုသလိုပရိသတ်တွေကြားမှာဝေဖန်ပြောဆိုခံနေကြဆယ်လီတယောက်လည်းဖြစ်ပါတယ်။မကြာသေးခင်ကလည်းပွဲတစ်ခုမှာ K-pop star လီဆာရဲ့ Ice Queen သချင်းကိုစင်ပေါ်မှာတက်ပြီးဖျော်ဖြေခဲ့တာကြောင့်ပရိသတ်တွေရဲ့အပြင်းထန်ဝေဖန်ခြင်းကိုခံထားရတာလည်းဖြစ်ပါတယ်။ဘသူတွေဘလို့ပဲဝေဖန်နေပါစေဖြူဖြူထွေးကတော့သူမလုပ်ဆရာရှိတဲ့အမှုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်နေရင်ယခုအခါမှာလည်းရရှိလာတဲ့အမှုပညာကြီးတွေထဲမှာ300ကိုမိဘနှစ်ပါးအားညီကိုမောင်နှမတွေနဲ့အတူတူသတင်းကြုတ်ကာလမှာကြော့ခဲ့တာပဲဖြစ်ပါတယ်ဖြူဖြူထွေးဟာမကြာခဏဆိုသလိုပဲသူမရရှိလာတဲ့အမှုပညာကြီးတွေကိုအခုလိုမိဘနှစ်ပါးကိုကြော့နေကြသမီးလိမ္မာတစ်ယောက်လည်းဖြစ်ပါတယ်အခုအစီအစဉ်လေးကိုသဘောကျရင်ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်သွားပေးခြင်းဖြင့်ကူညီပေးကြပါဦးနော်ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်သွားပေးခြင်းဖြင့်ကူညီပေးကြပါဦးနော်